မြန်မာစံတော်ချိန်မနက်6နာရီခွဲရှိပါပြီလန်ဒန်မြို့ BBC ကနေမနက်ပိုင်းမြန်မာဘာသာတန်လှည့်အစီအစဉ်တွေစတင်နေပါပြီကမ္ဘာတစ်လွှာဘယ်နေရာကပဲနားဆင်နေ BBC မြန်မာပိုင်းအစီအစဉ်ကကြိုဆိုပါတယ် BBC သောတာရှင်တွေမင်္ဂလာကြက်တီအပေါင်းနဲ့ပြည့်စုံကြပါစေရှင်မြန်မာတက္ကရာ1382ခုတော်သလင်းလာပြီကျော်ရှိရဲ့ခရစ်နှစ်2010အောက်တိုဘာလ1ရက်နေ့တောက်ကြနေ့မနေ့ဖက် BBC မြန်မာပိုင်းအစီအစဉ်ကိုလန်ဒန်မြို့ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီရှင်ကျွန်မရင်မေပါဒီမနေ့သတင်းတွေထဲမှာတော့အက်ကွာဒေါနိုင်ငံမှာရေးပေါ်ခြေနေကြေညာလိုက်ရခြင်းအကြောင်းရင်းကတော့လစာဖြတ်တောက်မှုတွေကြောင့်စန္ဒပြကြရာကသမရကိုပင်တိုက်ခိုက်တဲ့အထိဖြစ်လာခဲ့ပါတယ်Es inadmisible que los llamados a mantener el orden público sean los que lancen bombas lacrimógenas a su propio presidente. သမရရာဖာယ်ကိုရီးယားကစစ်မှုထမ်းနဲ့ရဲဝန်ထမ်းတွေစန္ဒပြကြလို့ပြည်သူဝန်ထမ်းတွေဖြစ်ပါရဲ့နဲ့အကြမ်းဖက်စန္ဒပြတာကိုလက်မခံနိုင်တဲ့အကြောင်းပြောသွားတဲ့သတင်းရဲ့တခါအမေရိကန်ကွန်ဂရက်လွှတ်တော်မှာမြန်မာအစိုးရကိုတောင်းဆိုတဲ့အဆိုတင်သွင်းမှုတစ်ခုပြုခဲ့တယ်ဆိုလို့ဘာကြောင့်ပါလဲကျွန်တော်တို့ကိုတွာလာခွင့်တွေသူတို့ကပိတ်ပင်ထားပါတယ်ခင်ဗျ။ကြောင်းတက်ခွင့်တွေပိတ်ပင်ထားတယ်။ကျွန်တော်တို့ကိုလက်ထက်ခွင့်တွေပိတ်ပင်ထားတယ်။တမျိုးတွေကနေတမျိုးကိုတွာလို့မရဘူး။ကြေးရွာတစ်ခုကလည်းနောက်ကြေးရွာတစ်ခုကိုကျွန်တော်တို့တွာလာခွင့်မရှိဘူး။ပြီးတော့ကြောင်းတက်မယ်ဆိုရင်လည်းကျွန်တော်တို့ကြောင်းသားတွေကတက်ကူကိုတက်ခွင့်မရှိဘူး။ UK ရိုဟင်ဂျာအသင်းဥက္ကဋ္ဌကိုထွန်းခင်ကရှင်းပြတဲ့သတင်းနားဆင်ရမှာပါ။တခါဒီကနေ့စတင်မဲ့နာဖအစိုးရကောင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့လာအိုခီးစဉ်အပေါ်မှာသုံးသပ်ချက်ပါဝင်မှာဖြစ်ပါတယ်ရှင်။အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်ခရစ္စတိုဖာစမစ်ကမြန်မာအစိုးရအနေနဲ့ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ်အပြည့်အဝအသိမှတ်ပြုဖို့မနေ့တုန်းကအောက်လွှတ်တော်မှာအဆိုတင်သွင်းခဲ့ပါတယ်။အပြည့်အစုံကိုတော့မဆန္ဒကရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့ဒေါ်လေးမေကွန်ဂရက်လွှတ်တော်အမတ်ခရစ္စတိုဖာစမစ်ကရိုဟင်ဂျာတွေကိုမြန်မာအစိုးရကနိုင်ငံသားအဖြစ်အပြည့်အဝအသိအမှတ်ပြုဖို့အပြင်သူတို့ကိုတွာလာခွင့်ကန့်သက်တာလက်ထပ်ခွင့်ကန့်သက်တာပညာသင်ခွင့်ကန့်သက်တာတွေကိုပါပယ်ဖျက်ပေးပြီးတခြားတိုင်းရင်းသားတွေနဲ့ဒန်းတူအခွင့်အရေးပေးဖို့တိုက်တွန်းထားပါတယ်။ကွန်ဂရက်လွှတ်တော်အမတ်ခရစ္စတိုဖာစမစ်အနေနဲ့ဒီနှစ်ထဲမှာမြန်မာရိုဟင်ဂျာများအသင်း UK ရဲ့ဥက္ကဋ္ဌကိုထွန်းခင်နဲ့တွေ့ဆုံခဲ့သလိုရိုဟင်ဂျာတွေအရေးအကူအညီပေးနေသူ Christian Solidarity Worldwide ရဲ့အရှေ့အာရှဆိုင်ရာအဖွဲ့ခေါင်းဆောင် Benedict Rogers နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ဒီတော့ UK ရိုဟင်ဂျာအသင်းဥက္ကဋ္ဌကိုထွန်းခင်ကိုအရင်မေးကြည့်ပါတယ်။ခုလိုတောင်းဆိုမှုတွေဘာကြောင့်ဖြစ်ပေါ်လာပါသလဲဆိုတော့ရိုဟင်ဂျာလူမျိုးတွေကိုမြန်မာအစိုးရကလူမျိုးတုံးအောင်လုပ်နေတဲ့အတွက်လို့သူကဆိုပါတယ်။လူမျိုးတုံးအောင်ဘာတွေလုပ်နေသလဲဆိုရမှာတော့ကျွန်တော်တို့ကိုတွာလာခွင့်တွေသူတို့ကပိတ်ပင်ထားပါတယ်ခင်ဗျ။ကြောင်းတက်ခွင့်တွေပိတ်ပင်ထားတယ်။ကျွန်တော်တို့ကိုလက်ထက်ခွင့်တွေပိတ်ပင်ထားတယ်။တမျိုးတွေကနေတမျိုးကိုတွာလို့မရဘူး။ကြေးရွာတစ်ခုကလည်းနောက်ကြေးရွာတစ်ခုကိုကျွန်တော်တို့တွာလာခွင့်မရှိဘူး။ပြီးတော့ကြောင်းတက်မယ်ဆိုရင်လည်းကျွန်တော်တို့ကြောင်းသားတွေကတက်ကူကိုတက်ခွင့်မရှိဘူး။အခုចောင်းသားပေါင်း4000ကျော်ရှိနေပါပြီတက်ကတူမတက်ရောက်နိုင်ပေးနဲ့ចောင်းသားတွေကဟိုပါဗောနော်ဘာတခုမှအလုတ်ကိုင်းစားတော့လို့မရဘူးပြီးတော့လက်ထက်တာလေလက်ထက်ဖို့ကျွန်တော်တို့ကဟိုဟာတင်လိုက်ရင်လက်ထက်ကိုကျွန်တော်တို့ application ရှောက်လာတင်ရတယ်အဲ့ဒီရှောက်လာကလည်း3နှစ်2နှစ်အဲ့လိုကြာတဲ့ခင်ဗျပြီးတော့ NASA ကနေသက်ဒေတာခုကရဖွဲ့ကအတင်းအာရမကျွန်တော်တို့ရိုဟင်ဂျာတွေစီကဖန်ဆီးပြီးတော့သူတို့စီကနေအတင်းအဓမ္မပတ်စံတွေတောင်းတယ်ခင်ဗျရိုဟင်ဂျာအရေးဟာမြမပြဿနာများအနက်မှာအရှုပ်ထွေးဆုံးပြဿနာတစ်ခုဖြစ်ပါတယ်။ရိုဟင်ဂျာဟာမြန်မာတိုင်းရင်းသားဟုတ်မဟုတ်ဆိုတာကလည်းအကြီးအကျယ်ညှင်းခုန်ကြတဲ့ပြဿနာပါ။ဒါကြောင့် Christian Solidarity Worldwide ရဲ့အရှေ့အာရှဆိုင်ရာအဖွဲ့ခေါင်းဆောင် Benedict Rogers ကိုမေးကြည့်ပါတယ်။သူ့အနေနဲ့ကဘာကြောင့်ရိုဟင်ဂျာတွေဟာမြန်မာနိုင်ငံသားအခွင့်အရေးကိုအပြည့်အဝရသင့်တယ်လို့ထင်ပါတယ်လဲဆိုတော့ Well, I believe that in any country, people who have lived in the country for several generations ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်လူတယောက်ဟာရှေ့မျိုးဆက်23ဆက်ခရဲကစပြီးတော့နေထိုင်လာခဲ့တယ်ဆိုလို့ရှိရင်အဲ့လူဟာနိုင်ငံသားဖြစ်ထိုက်တယ်လို့ယုံကြည်ပါတယ်ဥပမာပြည်နိုင်ငံကိုကြည့်ပါအိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေဟာဒုတိယမျိုးဆက်တတိယမျိုးဆက်ကိုရောက်သွားလို့ရှိရင်သူတို့ဟာအလိုလိုနိုင်ငံသားဖြစ်ခွင့်ရကြပါတယ်ဒါကြောင့်ရိုဟင်ဂျာရဲ့တမိုင်းဟာရှုပ်ပင်ရှုပ်ထွေးလွန်းတော်ညာလဲသူတို့ဟာမြန်မာနိုင်ငံမှာမျိုးဆက်23ဆက်တိုင်အောင်နေထိုင်လာခဲ့ပြီဖြစ်တယ်ဆိုတာကိုတော့ဘယ်သူမှမငြင်းနိုင်ပါဘူးဒါကြောင့်ရိုဟင်ဂျာတွေဟာနိုင်ငံသားဖြစ်တင်ပါတယ်သူတို့ဟာဒီနိုင်ငံမှာမွေးဖွားပြီးတော့ဒီနိုင်ငံမှာပဲနေလာကြတဲ့သူတွေပါသူတို့ကိုနိုင်ငံသားအဖြစ်လက်မခံလို့ရှိရင်သူတို့ဘယ်မှာသွားနေကြမလဲသူတို့မှာသွားစရာနိုင်ငံမရှိပါဘူးဒီလိုလူမျိုးတွေကိုနိုင်ငံသားအဖြစ်လက်မခံတာဟာလူခွင့်ရေးချိုးဖောက်တာပါသူ
သူတို့ကိုလက်ထပ်ခွင့်ခီးသွားလာခွင့်တွေနဲ့ပတ်သက်ပြီးတော့ကန့်သက်တားမြစ်တာဟာလည်းလူချင်းခွဲခြားဆက်ဆံတာပဲဖြစ်ပါတယ်။ Benedict Rogers ဖြစ်ပါတယ်။ UK ရိုဟင်ဂျာအဖွဲ့ရဲ့ဥက္ကဋ္ဌကိုထွန်းခင်ကတော့အခုတင်သွင်းတဲ့ဆုံးဖြတ်ချက်ဟာရိုဟင်ဂျာတွေအတွက်သာမကမြန်မာတနိုင်ငံလုံးအတွက်အရေးကြီးပါတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအစိုးရကိုလူမဆန်တဲ့ပြစ်မှုကျူးလွန်ချက်တွေနဲ့ပတ်သက်ပြီးစုံစမ်းရေးကော်မရှင်ဖွဲ့စည်းအရေးယူရေးတောင်းဆိုချက်တွေနဲ့ဆက်ဆက်နေတဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ်ဒေါ်လေးရေ။ကျေးဇူးပါပဲမဆန်နိုင်ရေ။တော်တော်ရှင်များရှင်။မြန်မာနိုင်ငံမှာမကြာခင်မှာရွေးကောက်ပွဲကျင်းပတော့မှာမို့ရွေးကောက်ပွဲအကျိုး